လန်လေးတွေရဲ့ဖင်မှာဘာဖြစ်လို့ခဲပြတ်ထည့်ပေးထားရလဲသိလားပြင်းမစမ်းနဲ့ကိုက်ဖို့လေအခုနာမည်ဘယ်လိုခေါ်လဲအိမ်နာမည်ကတော့ကိုဖြိုးပါရက်ကွက်လူကြီးတွေခေါ်တာတော့မိုးတောက်ပန်းပါအော်သူများရဲ့ထင်မော်ကြော်ကြားလို့မိုးတောက်ပန်းလို့နာမည်ပေးထားလားမဟုတ်ဘူးအရက်ကိုမိုးလင်းအောင်တောက်ပြီးတော့တွေ့ရတတိုင်သေးပန်းနေလို့ဒီမှာနေငါ့ကိုမချစ်လို့ရတယ်မကြိုက်လို့ရတယ်နော်အဲ့အနောက်ဆုံးပြောမှာလက်မထက်လည်းရတယ် What ဒါပေမဲ့နေငါ့ကိုခလေးမွေးပေးရမယ်အယောဒီမှာမိမလိုချင်လိုက်ထမ်းမိမလိုချင်လိုက်ထမ်းဒီမှာယောက်ျားမင်းညာတော်တော်မူးလာမူလာမတူရောက်တာလဲတက်အိတ်တာပဲအဲ့ဆိုနေတော့ပြန်ပြီဟဲ့ဘာလို့လဲနေလည်းလုံးရင်ကျွေးရမှာလို့အောင်မြင်တဲ့ယောက်ျားတစ်ယောက်ရဲ့နောက်မှာထက်မြက်တဲ့မိန်းမတစ်ယောက်အမြဲတမ်းရှိတယ်အောင်မြင်ဆုံးယောက်ျားဖြစ်သွားရင်မိန်းမတွေအများကြီးယူလိုက်ပဲလေအရင်ကနေဖြတ်ထားလိုက်လို့တောင်းမှပါတယ်တောင်းမှပါတယ်မိမရေယောက်ျားပြန်လာပြီဝတာဟင်းစူးစူးစူချက်သားဟင်းစူးစူးစူစုလုံးမနေနဲ့ရှင့်အောင်ငါပြည့်ခဲ့တဲ့ခေါ်ပြီးကြော်ပဲကျွေးမှာစိတ်မခေါ်စလိုက်တာမိမထားဘူးလို့အခုဆော့ဆက်ပြည့်စရာလေဟောအမနောက်တစ်ခါရှော့သက်ပြက်လို့ဆိုရှင်ကျွန်တော်ပဲခေါ်နော် Yeah boy ဘူးဆိုစက်ပြင်စရာဟုတ်တယ်လေအော်ပိုက်ဆံလည်းမရှိဘူးမိမလက်ခောက်ဘူးလို့ပေးလိုက်တာတော့အော်သူကပြောတယ်ထမင်းတနာပဲဖြစ်ဖြစ်တခါအဲ့တာပဲဖြစ်ဖြစ်ရတယ်တဲ့အဲ့တော့မိမသမီးကျွေးလိုက်တာလားဆာမရှိတာထမင်းလို့တော့ကျွေးမလဲရှိတာကိုပဲကျွေးလိုက်တာပေါ့တကယ်လည်းဒီကောင်ငါစိတ်မခေါ်လူမှန်ရင်တော့အမားနဲ့မကင်းကြပါဘူးခဲလန်လေးတွေရဲ့ဖင်မှာဘာဖြစ်လို့ခဲပြတ်ထည့်ပေးထားရလဲသိလားပြင်းမစမ်းနဲ့ကိုက်ဖို့လေโอเคဟယ်လိုကိုအေးကိုဒီနေ့တင်းနေကိုအားမမဟုတ်ဘူး Oh no ဘာလုပ်ညာလဲ What ဘိုးရှင်မလို့လုပ်နေတာအခန်းတိုင်းရှင်လေးလောက်ရအောင်မယ်ပြီးရင်ရေခဲတက်ကဆေးရမယ်နေ့ကကြဟိုကောင်နဲ့အလုပ်ကကြပြိုးချင်းထားတယ်အဲ့ကျန်နေပစ္စည်းတွေသွားပို့ရအောင်မယ်အဲ့ရကျန်ဦးလေးကတွေ့ရင်ဝန်လို့ပြောထားသေးတယ်ရှင်းလိုက်လောက်ဆိုရင်လေဟာပါတဲ့ရဒီနေ့အိမ်မှာတယောက်တည်းဆိုတော့လာပြီကိုခုလာနေပြီလမ်းထဲတော့ရောက်နေပြီနော်